ပြည်မျိုးကနေဝယ်ယူအားပေးသွားတယ်ရတနာလေးနဲ့မိတ်ဆက်ပေးကြပါတယ်ရှင်ဒီရတနာလေးရတော့ရွှေနေရာမှာအစားထိုးပြီးဝေးလို့ရတယ်ရွှေအစားထိုးတဲ့ရတနာလေးဖြစ်ပါတယ်ရှင်ရိုးရရွှေစိန်အမြင့်လိုင်းနေရပါရှင်ဒီနေ့ပြည်မျိုးကညီမလေးတွေကဘာလေးဝယ်ယူအားပေးသွားရလဲဆိုတော့ပထမဆုံးကတော့ဗောနော်ဒီမှာပါရှင်ဒီပန်းမွင့်လက်ကောက်လေးခွင်းပါရှင်အရန်ကိုချစ်စရာကောင်းပါတော့ဒီအားလေးရတခွင်းမှာမြန်မာငွေကျပ်4000ကျပ်ပါရှင်ဒီလက်ကကလေးလေးခွင်းရဲ့ပြီးတဲ့အခါကျတော့ဗောနော်မောင်ရင်လောင်းတဲ့အချိန်မှာဝေးဖို့ဆိုတော့ဒီလက်ကောက်ကိုဝယ်သွားတာဒီလက်ကောက်ကပတ်တာလက်ကောက်ပါရှင်ပန်းပွင့်ပတ်တာလက်ကောက်ရိုးရရွှေစိန်အမြင့်လိုင်းနေရမှာပေါ့နော်ဒီရက်ကာလာအတွက်တရား16ပဲရေကာလာအတွက်မို့လို့ပေါ့နော်အရင်ကိုမိုက်ပါတယ်ဝါတဲ့သူတွေဝှဖို့အတွက်ပတ်တာလက်ကောက်ပါရှင်ဒီလက်ကောက်တကွင်းရဲ့ပြီးတဲ့အခါကျတော့ပေါ့နော်ဒီမှာပါရှင်တို့နေ့ဒီမှာရောင်းကအကောင်းဆုံးဖြစ်တဲ့ပတ်တာလက်ကောက်ပါကြောက်တွေရလဲပါတယ်ပြုတ်ထွက်ပါလုံးဝစိတ်ပူစရာမလိုတယ်ပေါ့နော်ကြောက်စိမ့်လက်ကောက်လေးနဲ့အတူပေါ့နော်ဒီမှာပါရှင်ကြောက်စိမ့်လော့ကက်လေးပါရှင်အယောင်တစ်ဖြစ်ကိုလက်နေတယ်ဒီကြောက်စိမ့်လော့ကက်ကပေါ့နော်တလက်မကွဲဆိုင်ရှိတယ်ကြောက်စိမ့်လော့ကက်ကြီးဖြစ်ပါတယ်ရှင်ဒီမှာပါရှင်တကယ်မှရွှေအစ်စ်တွေမှာပေါ့နော်ခတ်ထားတဲ့ဗရိန်လက်ရအတိုင်းကိုခတ်ထားတာအဲ့ဒါကိုမှသူကပေါ့နော်ငါးရိုးအကျိုးအပြား24လက်မှာ3ချက်သားအဟမ်းရှိတယ်ဒီငါးရိုးအကျိုးနဲ့တွဲယူသွားတာဖြစ်ပါတယ်ရှင်နောက်ထပ်ကတော့ဗာလေးတွေပါမလဲဆိုတဲ့အခါကျတော့ပေါ့နော်နွနီစီမှာရောင်းအားအကောင်းဆုံးဖြစ်တဲ့နွနီကပေါ့နော်ဘာလို့တန်ကြိုးတွေကိုရောင်းလာဆိုတော့တန်ကြိုးတွေကပေါ့နော်ရွှေ16ပဲရေကာလာတွေဖြစ်ဖြစ်ရွှေအစ်စ်နဲ့တထီရတဲ့တူလို့မလို့ပေါ့တန်ကြိုးတွေကိုအများကြီးထားပြီးရောင်းတာဖြစ်ပါတယ်ရှင်ဒီမှာစိန်အောင်ဆိုတစ်ဖြစ်နဲ့ကိုလက်နေတဲ့စိန်လော့ကက်ကြီးပါရှင်စိန်အစ်စ်တွေမှာလောက်ထားတဲ့ပုံစံအတိုင်းပဲလောက်ထားတဲ့စိန်လော့ကက်နဲ့အတူဒီမှာချိတ်ခေါင်းနဲ့ကျိုးနဲ့1 set 10သားအဟမ်းရှိတယ်ပေါ့နော်24လက်မှာခေါင်းစုဝေးလို့ရတယ်10သားအဟမ်းရှိတယ်ဒီဆွဲချိုးတကုံးရဲ့ပြီးတဲ့အခါကျတော့ရွှေသားလော့ကက်ပါရှင်အရန်နေမိုက်ပါတော့ဒီမှာရွှေသားလော့ကက်ပါရှင်ဒီရွှေသားလော့ကက်နဲ့တူ9ချက်သားအဟမ်းရှိတယ်ပေါ့နော်ကျိုးရဲ့အဟမ်းက9ချက်သားအဟမ်းရှိတယ်24လက်မှာခေါင်းစုဝေးလို့ရတယ်ပေါ့နော်ဒီကျိုးရဲ့နဲ့အတူပေါ့နော်အများကြီးကိုဝယ်ယူအားပေးသွားတာပါရှင်နောက်ထပ်ကဘာဖြစ်မလဲဆိုတဲ့အခါကျတော့နနီစီမှာပေါ့နော်ကလစ်ရဲ့ဒီဇိုင်းစုံ site ဆုံးရှိတဲ့ကလစ်ဆိုလို့ရှိရင်လည်းပေါ့နော်အစုံကိုအားပေးသွားတာဖြစ်ပါတယ်ရှင်ဒါလည်းရွှေအစ်စ်ထဲမှာသွားပြီးမှလုပ်မယ်ဆိုရင်တော့9သိန်း10သိန်းလောက်ပေးရတယ်ကလစ်မျိုးပါရှင်မောင်းငါစပေါ့နော်ဒီမှာလက်ရဒီဇိုင်းကစားအရင်တက်ရက်ပါတယ်ရှင်ဒီကလစ်ကိုရောင်းချတဲ့အခါမှာလည်းနိုင်ငံမြန်မာငွေကျပ်2000စုစုနဲ့ရောင်းချပေးတာဖြစ်ပါတယ်ရှင်ဒီခလက်ကောင်ကကလစ်ဆိုရင်မြန်မာငွေကျပ်1000စုစုလေးနဲ့ရောင်းချပေးတဲ့ကလစ်ပါရှင်ကလစ်ဆိုလို့ရှိရင်သူတို့ကပေါ့နော်အမျိုးစုံဒီဇိုင်းစုံ site စုံဝယ်ယူအားပေးသွားပြီးတဲ့အခါကျလို့ရှင်တော့ပေါ့နော်ဘေးအတွက်ကလစ်လေးလည်းဝယ်ယူအားပေးသွားပါသေးတယ်ရှင်ဒီလိုမျိုးအရင်ချစ်စရာကောင်းတဲ့ဘေးအတွက်ကလစ်နဲ့အတူပေါ့နော်ကြောက်စိမ့်လော့ကက်နဲ့လက်အောင်ဆိုပြီးတော့ဒီမှာရှင်ကြောက်စိမ့်လက်စွပ်ပါရှင်ကြောက်စိမ့်လက်စွပ်ရဲ့ပြီးတဲ့အခါကျတော့ရွှေသားလော့ကက်နဲ့လက်အောင်ဆိုပြီးတော့ဒီမှာပါရှင်အခြေလက်စွပ်ရွှေသားလက်စွပ်ရဲ့ပြီးတဲ့အခါကျတော့ပေါ့နော်နနီရဲ့ဒီစိမ့်လော့ကက်နဲ့လိုက်အောင်ဆိုပြီးတော့ဒီစိမ့်လက်စွပ်တကွင်းရံနဲ့အတူဒီမှာကြောက်စိမ့်နကက်ပေါ့နော်ဒီကြောက်စိမ့်နကက်ကဆိုလို့ရှိရင်လေဒီမှာပါရှင်ဒီလိုမျိုး1 set ပါရှင်ဒီလို1 set ပါရှင်เนาะဒီလိုမျိုး1 set မူလီအသားတစ်စိတ်ပါတယ်ချက်နကက်အကြီးတည့်ရဲ့ပြီးတဲ့ခါကျစိမ့်လော့ကက်နဲ့ live ဖက်ညီအောင်ဆိုပြီးတော့ဒီစိမ့်နကက်လေးတည့်ရဲ့ဝယ်ယူအားပေးသွားတာဖြစ်ပါတယ်ရှင်ဒါကြောင့်ပြောချင်တာကချစ်ဆုံးလေးတို့ရွှေနေရာမှာအစားထိုးဝေးဖို့ရွှေအစားထိုးလက်ဝဲရတနာလေးတွေကိုရချင်တယ်ပေါ်တော့16ပဲရေကာလာလေးကိုရချင်တယ်ဆိုတော့ Viber 396063မှာဆက်သွယ်စုံစမ်းမြင်ပြီးဝယ်ယူပါရှင်ဒါလေးတွေကိုမြန်မာနိုင်ငံတွင်းမှာရှိနေတဲ့မြို့နယ်ပေါင်း300ကျော်အင်ရငွေချစ်စနစ်နဲ့ရောင်းချပေးတာဖြစ်တဲ့အတွက်ရချင်တယ်ဆိုရင်တော့အခုပဲလာဝယ်ပါလို့ပြချင်ပါတယ်